2G ဝါသနာရှင်များအားလုံးမင်္ဂလာပါကျွန်တော်တွေ့ထားတဲ့ 2G site ကလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ် model internet မှာ power ကျခဲ့လို့ရှိရင်ဒီလိုမျိုး83လို့16လို့ power ကျခဲ့လို့ရှိရင်နောက်ရက်မှာ2.395ထိရပါမယ်တဲ့ဒီလည်းထိပါတယ်3လည်းကျ3လည်း6 3လည်းကျပါတယ်ဒီမှာလည်း350 power ကျရည်ပြီးတော့နောက်ရက်မှာလည်း2.395ထပ်လာပါမယ်တဲ့ကြည့်ရရှင်းနှစ်ကြပါတယ်နှစ်ကြပါတယ်ပါဝါထက်ကြပါတယ်ဒီမှာ6တစ်ရှိရတယ်6တစ်ရှိရတော့နောက်ရက်မှာလည်း2.395ထိရပါမယ်တဲ့တခါလေအပီးပေါက်လည်းဖြစ်နိုင်ပါတယ်တဲ့3.1ထိပါတယ်ဒီမှာတော့ပါဝါမကြတော့ပါဘူးပါဝါမကြတော့ဆက်ပါမယ်ပါဝါကြတော့လိုက်ရှာပါမယ်ပါဝါဒီမှာ16ပါဝါကြပါတယ်ပါဝါတက်2.395နောက်ရက်မှာထိရပါမယ်တစ်ချက်လောက်ကြည့်အောင်ဒီမှာ9နှစ်ဆိုပြီးကြပါတယ်9နှစ်ဆိုပြီးကြပါတယ်ထပ်တော့မယ်38ပါဝါနာနဲ့မှာ38လို့ကြားတဲ့အတွက်ကြောင့်နောက်ရက်မှာနှစ်38ကြပြီးရရှင်ဆက်ပြီး2.395ထိရပါမယ်ညနေမှာ35ဆိုပြီးတော့အပီးပေါက်ထွက်ပါတယ်နောက်ရက်လည်း2.395ထိရပါမယ်ခွင်9ဆိုပြီးထပ်ပြီးအပီးပေါက်ထွက်ပါတယ်အဲတခုပါဝါလိုက်ရှာအောင်ပါဝါ6တစ်ဒီမှာ6တစ်ကြတဲ့အတွက်ကြောင့်2.395ထိရပါမယ်နောက်ရက်မှာဆက်ကြည့်တော့ကြာလာတော့ဒီမှာ3.8ထွက်ပါတယ်ပါဝါလိုက်ရှာ6ပါဝါရှာပါတယ်ပါဝါရှိတဲ့အတွက်ကြောင့်2.395နောက်ရက်မှာပြန်ကြပါမယ်တဲ့ဒီမှာခွင်6ခွင်မဲ့ပြန်ကြပါတယ်ပါဝါခွင်2ပါဝါကြတဲ့အတွက်ကြောင့်နောက်ရက်မှာလည်း2.395ထိရပါမယ်ဆက်တော့ကြည့်အောင်ထိလာဒီမှာ9ထိပါတယ်ပါဝါထက်ချမ်းမယ်ပါဝါ6တစ်ဒီမော်ဒယ်မှာ6တစ်ပြီးတော့2.395ထိရပါမယ်ညနေမှာ3ဘူးထိရနောက်တစ်နေ့အထိကို2.395ထိရပါမယ်ကားခွင်ဆိုပြီးတက်ရိုက်တယ်ခွင်3ဆိုပြီးအတက်ထွက်ပါတယ်ဆက်သွားပါဝါလိုက်ရှာမယ်ပါဝါလိုက်ရှာမယ်မိုးရဲ့အင်တာနက်မှာပါဝါပြောက်ပါတယ်ပါဝါ6တစ်တွေ့ရကြမိုးရဲ့အင်တာနက်မှာ6တစ်ကျကြ2.395ထိပါမယ်ညနေမှာ3ခွင်ထွက်ပါတယ်နောက်တဲ့ဒီမှာလည်းပါဝါ2ပါဝါဖြစ်တဲ့အတွက်2.395ပဲထိရမယ်နောက်ရက်မှာ2.395ထက်လာပါမယ်တဲ့ခွင်ထက်ကြပါတယ်ဆက်သွားအောင်ပါဝါလိုက်ရှာမယ်ပါဝါကပဲမှာ38တွေ့ကြ2.395ထိရပါမယ်ညနေမှာ3.1ဆိုပြီးတဲထွက်ပါတယ်နောက်ရက်မှာ2.395ဆက်လာပါမယ်တဲ့ဒီမှာ2ခွင်ဆိုပြီးတဲထွက်ပြန်ပါတယ်ပါဝါ6တစ်ပါဝါကြပါပြီပါဝါကြတဲ့အတွက်ကြောင့်ဒီမှာပါဝါကြတဲ့အတွက်ကြောင့်2.395နောက်တစ်နေ့လည်းဆက်လာအောင်မယ်တဲ့ထိရမယ်တဲ့9ထိပါတယ်2ထိပါတယ်3လည်းထိပါတယ်ပါဝါလိုက်ရှာမယ်ဒါတော့ကျွန်တော်သိထားတဲ့ site ကလေးဖြစ်ပါတယ် model internet မှာပါဝါကြတဲ့ခါတိုင်း2.395အပြီးပေါက်ထနိုင်တယ်လို့2.395မဖြစ်မနေထိရပါမယ်ကြိုက်ရဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလာရောက်ကြည့်ရှုနိုင်ပါတယ်ဗျ